ရွှေတောင်ဟာအလိုရှိရာကိုပုံသွင်းနိုင်ဖို့တူရဲ့ထုနဲ့ခြင်းကိုခံစားရပါတယ်အလားတူရည်ရွယ်ချက်နဲ့ပဲတန်ကိုလည်းတူနဲ့ပဲထုနဲ့ရတယ်ဒါပေမဲ့ရွှေကိုထုနဲ့ချိန်မှာအတန်မထွက်ပါဘူးဒါပေမဲ့တန်ကတော့အတန်အကျယ်ကြီးထွက်တယ်ဒါနဲ့ပဲတရက်ကြတော့ရွှေကတန်ကိုမေးပါလေရောဘရဒါကြီးကျွန်တော်လည်းပဲတန်နဲ့အထုခံရတာပဲတင်လဲဒီလိုပဲဒါပေမဲ့ကျွန်တော်ကြတော့အတန်မထွက်ဘဲနဲ့သင်ကြမှာဘာဖြစ်လို့အတန်အကျယ်ကြီးထွက်ရတယ်လဲအဲ့ဒါနဲ့ပဲတန်ကနားထောင်ကိုညီမင်းကိုထူးတဲ့သူကတန်နဲ့လှုပ်ထားတာဖြစ်လို့မင်းနဲ့အမျိုးမတော်ဘူးဒါပေမဲ့ငါနဲ့ကြတော့မျိုးနွယ်တူနေတယ်ထိခိုက်နာကျင်စေတာချင်းတူပြီးမဲ့ကိုမျိုးနွယ်ကိုလူမျိုးကပြန်လှုပ်တာကပို့ပြီးတော့နာကျင်ရတယ်ဒါကြောင့်ငါကအတန်အကျယ်ကြီးထွက်ရတာပဲလို့ပြန်ပြေခဲ့ပါတယ်ကဘာကြီးကတခုခုပြောတဲ့အခါကျွန်တော်တို့ကသိပ်ပြီးတော့မခံစားရပါဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့အမျိုးတွေကျွန်တော်တို့နဲ့ရင်းနှီးတဲ့လူတွေဟာကျွန်တော်တို့ကိုနာကျင်စေတဲ့အခါမှာတော့အဲ့ဒီနာကျင်မှုကခံစားရအယမ်းခတ်ပါတယ်